မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ဘဝအတွက်အရေးကြီးလာတဲ့ကံဉဏ်ဝီရိယဆိုတဲ့တရားသုံးပါးအကြောင်းကိုပညာပေးပုံပြင်လေးတစ်ပုဒ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိုးရှိရှိတုန်းကတာယာလှပတဲ့ရွာကလေးတစ်ရွာဟာကြောက်မက်ဖွယ်ကောင်းတဲ့နှစ်ရှည်မိုးခေါင်မှုတံကိုခံစားခဲ့ရပါတယ်။ရွာသူရွာသားတွေဟာရေငတ်မှုပြီးအခက်အခဲဖြစ်နေကြချိန်မှာတငယ်ချင်း၃ယောက်ဖြစ်တဲ့မောင်ကန်မောင်ညံနဲ့မောင်ဝီရိယတို့ဟာရွာအတွက်ရေရှာပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မောင်ကန်ကတော့ငါမှာကန်ရှိရင်ရေကသူ့အလိုလိုပေါ်လာမှာပါဆိုပြီးတစ်ပင်ရိပ်အောက်မှာထိုင်ဆောင်နေခဲ့ပါတယ်။မောင်နှံကတော့စာအုပ်တွေဖတ်မြေပုံတွေဆွဲပြီးဘယ်နေရာမှာရေရှိနိုင်မလဲဆိုတာကိုပဲတနေကုန်စဉ်းစားနေခဲ့ပါတယ်။မောင်ဝီရိယကတော့လက်တွေ့ကျကျပေါက်တူးတလက်နဲ့မြေကြီးကိုမနာတမ်းတူးနေခဲ့ပါတယ်။ဒါပေမဲ့တယောက်ချင်းစီစူးစမ်းကြတဲ့အခါမှာတော့ဘယ်သူမှမအောင်မြင်ခဲ့ကြပါဘူး။မောင်ကန်ဟာကံကိုပဲကိုးစားနေလို့ဘာမှဖြစ်မလာခဲ့သလိုမောင်နှံဟာလည်းစဉ်းစားနေုံနဲ့ရေမထွက်ခဲ့ပါဘူး။မောင်ဝီရိယကလည်းနေရာမှာတူးနေမိတာကြောင့်ပင်ပန်းယုံပဲရှိခဲ့ပါတယ်။နောက်ဆုံးမှာသူတို့၃ယောက်ဟာအတူတူပူးပေါင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မောင်နှံကရေကြောရှိမဲ့နေရာကိုတွက်ချက်ပေးတယ်။မောင်ဝီရိယကအာသွန်ခွန်ဆိုင်တူးဖော်တယ်။မောင်ကန်ကတော့အချအိမ်ခါကောင်းတဲ့ကံကောင်းခြင်းတွေကိုဆုတောင်းပေးခဲ့ပါတယ်။သူတို့၃ယောက်ရဲ့ဆုပေါင်းအားကြောင့်နောက်ဆုံးမှာတော့ရေကြီးရေအေးတွေပန်းထွက်လာပြီးတရွာလုံးကိုကယ်တင်နိုင်ခဲ့ပါတော့တယ်။ဒါဟာလူတစ်ယောက်အောင်မြင်ဖို့အတွက်ကံဉဏ်ဝီရိယ၃ခုစလုံးပြည့်စုံဖို့လိုအပ်ကြောင်းပြသနေတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။